ချေဘယ်သူများကြားကဖြတ်တယ်ပြောပါခင်လေးရဲ့ခင်မင်းနာတွေခွဲမြတ်တာရဲ့ပတ်ခါရဲ့သစ္စာခလတ်တွေချင်နာရာတွေခွဲမြတ်တာရဲ့ပတ်ခါရဲ့သစ္စာခလတ်တွေပြောပြခဲ့လို့ယုံကြည်ချစ်စေတဲ့နဲ့မောင်ကိုချစ်ရင်ပြောပါလားကွယ်လိမ့်ပွေလိမ့်ရှက်